Scorpio လေးတွေရဲ့ကွဲနေတဲ့အပိုင်း၃ပိုင်းအကြောင်းလာပြီးပြောပြပေးချင်ပါတယ်အဲ့လိုမျိုးအပိုင်း၃ပိုင်းကွဲခြင်းပြင်စိတ်နေစိတ်ထားလေး character လေးတွေနည်းနည်းပြောင်းလဲပါတယ်ပုံမှန်အားဖြင့်အောက်တိုဘာ24ရက်နေပြီးတော့နိုဝင်ဘာ22အဲ့ဒီဂျာကာလာမွေးတဲ့သူလေးတွေက Scorpio လေးတွေပါအဲ့ဒီအပိုင်း၃ပိုင်းကွဲသွားပေမဲ့လည်း Scorpio ပိုင်ဆိုးတဲ့နယ်နိမိတ်လေးဖြစ်လို့ Scorpio character နဲ့များသောအားဖြင့်တူကြပါတယ်နော်အဲ့ဒီအပိုင်း၃ပိုင်းထဲမှာကိုကဘယ်ထဲမှာပါရလဲသိချင်လို့ရှိရင်အမဗီဒီယိုကိုအဆုံးထိကြည့်သွားပြီနော်အောက်တိုဘာ19ကနေပြီးတော့မှအောက်တိုဘာ25 Libra Scorpio ခပ်လေးတွေဖြစ်ပါတယ်Cusp for drama and criticism ပြတ်သားခြင်းနဲ့ဝေဖန်ပိုင်းခြားခြင်းနဲ့နမိတ်ပွားလေးတွေဖြစ်ပါတယ် Libra ရဲ့တရားမျှတမှု Scorpio ရဲ့စိတ်အားထက်သန်မှုပေါ့နော်အဲ့ဒီနှစ်မျိုးပေါင်းစပ်ထားတဲ့ character မျိုးရှိပါတယ်အပေါ်ယံထက်အတွင်းကျကျခံစားချက်တွေကိုဦးစားပေးတတ်ပါတယ်စကားပြောရင်လည်းပွင့်လင်းတတ်ပါတယ်အားသာချက်ကတော့စွဲဆောင်မှုရှိပြီးတော့မှစိတ်ခိုင်မာတတ်တဲ့သူလေးတွေပါအမှန်တရားကိုမျက်နှိုးပြီးတော့မှလူတွေရဲ့စိတ်ကိုဖတ်တဲ့နေရာမှာတော်ကြပါတယ်။အားနည်းချက်ကတော့ဒေါသထွက်ရင်ပြင်းထန်တတ်ပြီးတော့မှတဆွထိုးလုပ်တတ်ကြပါတယ်။သူတစ်ပါးပေါ်လဲလွှမ်းမိုးခြင်းစိတ်ရှိတတ်ကြပါတယ်။အောက်တိုဘာ26ကနေပြီးတော့မှနိုဝင်ဘာ19အဲ့ဒီဂျာကာလာမွေးဖွားတဲ့သူလေးတွေကတော့ Scorpio စစ်စစ်ကြီးတွေပါ။အပြင်ဘက်ကအေးဆေးတည်ငြိမ်တတ်ပေမဲ့အတွင်းစိတ်ကပြင်းထန်တတ်ကြပါတယ်။ကိုယ့်ရဲ့စိတ်အစစ်မှန်ကိုသူတစ်ပါးရှေ့ချပြလိမ့်မရှိပါဘူး။စုံတော့ character ရှိတဲ့သူလေးတွေပါကိုထက်သူများရဲ့အကြောင်းကိုပို့ပြီးတော့မှသိကျင်ကြပါတယ်သစ္စာရှိသလိုအတ္တလည်းကြီးတတ်ကြပါတယ်ကိုချစ်ရတဲ့သူကိုမျက်နှိုးတဲ့သူကိုခင်ရတဲ့သူတွေအပေါ်မှာအသက်ပေးရလောက်တဲ့အထိသစ္စာရှိတတ်ကြပေမဲ့အဲ့ဒီသူတွေကိုကိုနားမှာပဲထားခြင်းနဲ့ကိုနားမှာပဲနေစေခြင်းနဲ့အတ္တကြီးပါတယ်မလျှော့တဲ့ဇွဲတွေနဲ့စူးစမ်းတတ်တဲ့သူလေးတွေပါမဖြစ်ပြအောင်လုပ်တယ်ဆိုတာစကော့လေးတွေရဲ့ဆောင်ပုတ်ပါပဲနော်စတုတ္ထမြောက်အာယုံကောင်းတတ်ကြပါတယ်လူတစ်ယောက်ကကိုယ့်ကိုဟန်ဆောင်နေရလားတကယ်ကောင်းတာလားဆိုတာကိုသိမြင်နိုင်စွမ်းရှိပါတယ်သူတို့ကိုလိမ်ဖို့စူးစမ်းရင်တော့တော်တော်ခက်ပါလိမ့်မယ်နော်အညိုအတေးထားတတ်ကြပါတယ်ဒါကတော့သူတို့ရဲ့အားနည်းချက်ကလေးတွေပါတယောက်ယောက်ကကိုယ့်ကိုသစ္စာဖောက်ရင်နာကျင်အောင်လုပ်လို့ရှိရင်ဘယ်တော့မှခွင့်လွတ်တတ်ခြင်းမျိုးမရှိတော့ဘူးအခွင့်တိုင်သားသလိုလက်စားပြန်ချစ်တတ်တဲ့သူလေးတွေဖြစ်ပါတယ်အပိုင်း3နိုဝင်ဘာ18ကနေပြီးတော့နိုဝင်ဘာ24 Scorpio Sagittarius ခပ်လေးတွေဖြစ်ပါတယ်Cusp for Revolution တော်လှန်ပြောင်းလဲခြင်းနယ်နိမိတ်ဖွားလေးတွေဖြစ်ပါတယ်Scorpio လေးတွေရဲ့စိတ်ဓာတ်အားပြင်းထန်တာ Sagittarius ရဲ့လွတ်လပ်မှုကိုမျက်နှိုးတာအဲ့ဒီ character နှစ်မျိုးပေါင်းစပ်ထားပါတယ် character လေးတွေကတော့ခံယူချက်ပြင်းထန်တဲ့စွန့်စားရတာကိုဝါသနာပါတယ်ကိုယ့်ကိုယ်ယုံကြည်မှုရှိရဲ့မကြောက်မရွံ့ပြောဆိုတတ်ပါတယ်အားသာချက်လေးတွေကတော့ရိုးသားတယ်ပွင့်လင်းတယ်ရည်မှန်းချက်ကြီးရဲ့ဘဝတုဒ္ဒရှာဖွေလို့စိတ်ပြင်းထန်တတ်ကြပါတယ်အားနည်းချက်ကတော့အရန်ကိုတဲ့လို့ပြောတတ်လို့တစ်ဖက်လူနာကျင်ရတာမျိုးတွေဖြစ်တတ်ပါတယ်ဒီနေ့အမှပြပြပေးသွားတာတော့ Scorpio လေးတွေရဲ့ခပ်အကြောင်းဖြစ်ပါတယ်နောက်ရာသီကွန်လေးတွေရဲ့ခပ်အကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင်အမကို like and share follow လေးလုပ်သွားပေးဖို့မမေ့နဲ့နော်